တင်ကေတာတင်နီဒီရခုနပြောတဲ့တန်နှစ်တန်သုံးတန်နေဒီရလေးတွေဟုတ်လား一声二声一声二声三声四声ဒီရအတန်တုံးလေးတွေကိုတင်ချင်တိုင်းတင်ရတာဟာမဟုတ်ဘူးဒီမှာတင်ပုံတင်နည်းစီကံချက်တွေရှိတယ်အာအိုရီဝူရွီပေါ်တွင်တာတင်ရမယ်အာအိုရီဝူရွီကိုဦးစားပေးရမယ်အဲ့ဒီပေါင်းထားတဲ့နေရာမှာကြည့်လိုက်အာအိုအဲ့ဒါဒီပါတယ်ဆိုအဲ့ဒီပုံမှာတင်ဖို့နော်အဲ့တော့အိုင်ပုံမှာတင်တဲ့ခါကျရင်အိုင်ပုံမှာတင်တဲ့ခါကျရင်အဲ့ဒီအဆက်ကိုဖြုတ်ရတယ်ဒီအိုင်ပုံကအဆက်ကလေးကိုဖြုတ်ပြီးတော့မှဒီမှာအိုင်ပုံမှာတင်တန်တင်ခြင်းအိုင်ပုံမှာအဆက်ကိုဖြုတ်ပြီးတန်ရေးပြီးတော့2တန်3တန်4တန်နော်ဒါအိုင်ပုံမှာဖြုတ်ရမယ်ဒီမှာအာအိုရီဝူရွီဆိုတဲ့ဒီဟာနဲ့ဒီပုံမှာတင်ရမယ်လို့ပြောခဲ့တယ် A တို့ AOE IU DU ပေါ့အဆက်ကလေးပေါ့အဲ့တော့ဒီမှာတင်တချို့စကားလုံးတွေမှာတရနှစ်ခုတင်တဲ့ခါကျရင်ဒီမှာ I နေလဲပါနေတယ် A တွေလဲပါနေတယ်ဘယ်ပုံမှာတင်ရမလဲဆိုတာလွယ်လွယ်လေးပဲအစင်လိုက်ပုံမှာတင်အစင်လိုက်ဆိုတာကြည့်လိုက် A နဲ့ I နဲ့ကဘယ်ဟာရင်လာလဲ A ရရင်လာတယ် A ရရင်လာတယ် ROL ရီဝူရီဆိုကြည့်လိုက် ROL ဆို R ကအရင်လာတယ်ရီကနောက်မှလာတယ်အဲဆို A ပုံမှာတင်ပါပေါ့နော်ဒါလည်းလိုပဲလား A နဲ့ I နဲ့ဆို A ကအရင်လာလို့ I နဲ့ O နဲ့ဆိုဘယ်ကအရင်လာလဲ I နဲ့ O ဒီမှာ I နဲ့ O နဲ့ဆိုရင် ROL ကအရင်လာတယ်ပြီးမှရီဝူရီလာအဲ့လိုမျိုးပေါ့နော်ဦးစားပေးရတယ်အစင်လိုက်ကိုဦးစားပေးပြီးမှတင်ရတယ်ဒါတစ်ခုနောက်တစ်ခုကပါလဲ UI နဲ့ UA ဒါ way ပေါ့နော် way နဲ့ယုံနဲ့ way နဲ့ယုံနဲ့အဲ့ဒီစကားလုံးနှလုံးကိုတွေ့တဲ့ခါကျရင်နောက်ကစလုံးပေါ်မှာတင်အဲ့တော့ UI နဲ့ RU ကိုတွေ့ရင်စဉ်းစားစရာမလို I ကအနောက်မှာမလား I ပေါ်တင်လိုက် U ကနောက်မှာဆို U ပေါ်တင်လိုက်ဒါ UI ဖြစ်နေနော် sorry ဒါမားနေတယ် UI နဲ့ IU နော်ဒီနေရာမှာ IU ရဒီလိုမျိုးပေါ့ UI နဲ့ IU နဲ့ဆိုရင်အနောက်မှာပဲတင်လိုက်ဘာမှစဉ်းစားစရာမလိုဘူးဘဒူအရင်လာလဲတွေစဉ်းစားစရာမလိုဘူးပုံတင်မှတ်ရမယ်ဒါကဟဝေးခွေလေယုံလျို့ခွေတို့လျို့ဒါဆို UI နဲ့ IU နဲ့တွေ့ရင်နောက်ဆုံးမှာတင်နော်ဒါလေးမားနေတယ်နော်ဒီဘက်ကိုကြည့်မယ်နောက်တစ်ခုကခုနပြောခဲ့တဲ့ជីချီရှိတို့မှာနောက်ကတွေ့တဲ့ U ကို U လို့ဖတ်ရမယ်ဟလားကျွီချွီရွှီနော်ဒါကဘူးလုံးဝမဟုတ်ဘူးပြန်ပြောမယ် ROL U တို့ပေါ်မှာပဲအတန်တုံးကိုတင်ပါ I ပေါ်မှာတင်မယ်ဆိုရင် I ရဲ့အဆက်ကိုဖြုတ်ပြီးတော့အတန်တုံးဒီလေးမျိုးတင်နောက်တစ်ခုက UI နဲ့ IU ကိုတွေ့တယ်ဆိုရင်နောက်ဆုံးတစ်လုံးမှာပဲတင်လိုက်နော် UI မှာဆို I ကဆုံးနေဆို I ပေါ်တင်လိုက် IU မှာ U ကနောက်ဆုံးနေဆို U ပေါ်တင်လိုက်နောက်တစ်ခုကជីချီရှိတို့မှာနောက်မှာတွေ့တဲ့ U ကို U လို့ဖတ်ရမယ်ဒါကသူရဲ့စီမင်းစည်းကမ်းချက်တွေပဲအဲဒါဆိုရင်ဒီနေ့အတန်တုံးတွေကိုပြန်ပြီးတော့ဆိုမယ်ပါမပေါင်းတော့เนาะတခါတည်းထွက်မယ်ပါ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 မာ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 ချွီ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 ဝဝဝဝခါခါခါခနီ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 မမမမလူ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 လွီ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 သာ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 လာ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 နနနနလိုက်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 နောက်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 ခိုင်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 ကေ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 မန်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 လောင်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 ဟိုင်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 ကောင်းကောင်း
搞搞，脏脏脏脏，张张张张，加加加加，花花花花，做做做做，教教教教，剪剪剪剪，将将将将，凶凶凶凶，快快快快，缓缓缓缓，慌慌慌慌，想想想想，拖拖拖拖，夸夸夸夸，亮亮亮亮，转转转转，装装装装，飘飘飘飘，ဒါဆိုပြရမယ်နော်ဟုတ်ပြီဒါပြန်ပြောမယ်နော် our you ပေါ်မှာပဲအတန်သုံးကိုတင်ရမယ် our you ရဲ့အစင်လိုက်ကိုပဲဦးစားပေးပြီးတော့မှအစင်လိုက်တင်မယ် i ပေါ်မှာတင်ရင်တော့ i ကိုအဆက်ဖြုတ်မယ် ui နဲ့ဒီဘက်ကိုပဲကြည့်လိုက်တော့ ui နဲ့ iu နဲ့တွေ့ရင်နောက်ဆုံးတစ်လုံးမှာပဲတင်မယ်ជីရှိတော့မှာရှိတဲ့အနောက်မှာရှိတဲ့ u ကို u လို့ဖတ်ရမယ်ကျွီချွီရွှီလို့ဖတ်ရမယ်เนาะကျန်တဲ့နေရာမှာ u ဖတ်ပေမဲ့ជីရှိသုံးလုံးရဲ့နောက်မှာဆို u ပဲဖတ်ရမယ်ဟုတ်ပြီဒီနေရာတော့ဒီထိများများလေးချင်းเนาะ